မင်္ဂလာပါဒီနေ့သင်ပေးမှာက Grade 10 Mathematics Chapter 2ဒီနေ့စမတို့ကအပိုင်း14ရောက်ပြီအပိုင်း14ကဘာအကြောင်းအောင်စမှာလဲဆိုရင် radical ဆိုတဲ့အကြောင်းအောင်စမှာသူကဒီစာကြောင်းလေးပေးရတယ် In above section the principal and root of b is denoted by and root of b and also written as b power 1 by n အဓိပ္ပာယ်ကin above section စမတို့အထက်ကသင်ခဲ့တဲ့เนาะအပိုင်းမှာဆိုရင် the principal and root of b principal and root of b ကိုတဲ့ is denoted ဆိုတဲ့ဘက်ကသတ်မှတ်ထားပါတယ်တဲ့ by and root of b လို့သတ်မှတ်တယ်ဒါလေးစမတို့က and root of b လို့သတ်မှတ်တယ် principal and root of b ကိုဒီလိုမျိုးလေးရေးတယ်ပေါ့ and also written as ပြီးတော့ဒါလေးကိုဘာလို့ရေးလို့ရတယ်လဲဆိုရင်ထပ်ညွှန်းပုံစံနဲ့ဆိုရင် b power 1 by n လို့ရေးလဲရတယ်ဒါလေးဒီဒါနဲ့အတူတူပဲเนาะဒါလေးဒီ principal and root of b နဲ့အတူတူပဲ there is another name for roots of a number there is another name ဆိုတဲ့ဘက်ကအခြားနာမည်ရှိပါတယ်တဲ့ for roots of a number ကိန်းတစ်ခုရဲ့ number ဆိုတာကိန်းတစ်เนาะအဲ့တော့ကိန်းတစ်ခုရဲ့ root ဆိုတဲ့ဘက်ကကိန်းရင်းများပေါ့ကိန်းတစ်ခုရဲ့ကိန်းရင်းများအတွက်အခြားနာမည်လည်းရှိပါတယ်တဲ့ definition the symbol and root of b is called a radical အခုရေးလိုက်တဲ့ and root of b ဆိုတဲ့အဲ့ဒီပုံစံလေးကို radical လို့ခေါ်ပါတယ်တဲ့ and root of ဒါလေးเนาะ and root of b မပါတော့ဘူးเนาะအဲ့ဒီ and root of လေးကိုကြတော့အဲ့လေးကကြတော့ is the radical sign ဒါလေးက radical sign ဖြစ်ပါတယ်ဒါက radical sign ပြီးတော့ in ဒီ n လေးပေါ့နော် in is the order or index ဒီ n လေးကိုကြတော့စမတို့က order လို့လည်းခေါ်တယ်တနည်းအားဖြင့် index လို့လည်းခေါ်တယ် and ပြီးတော့ b is called the radical b ကိုကြတော့ radical လို့ခေါ်တယ်ဒါလေးကိုအလွတ်ရအောင်ကြည့်ရစက်ခိုင်းတာမဟုတ်နော်မှတ်မိအောင်လို့ radical ဆိုတာဘာပြောတာသိရမယ် radical ဆိုတာ n root of b ဒီလိုပုံစံမျိုးရှိရင် radical လို့ခေါ်တယ်ဒီတဲ့ b ကိုဖယ်လိုက်လို့ရှိရင်ဒီလိုလေးကြံခဲ့တယ်အဲ့ဒါလေးကိုဘာလို့ခေါ်လဲဆိုရင် radical sign လို့ခေါ်တယ်เนาะအဲ့ radical sign မှာထပ်ခွဲမယ်ဆိုရင်ဒီ n လေးကိုဘာလို့ခေါ်လဲဆိုရင် order or index လို့ခေါ်တယ်ဒါဆိုရင် b ကိုကြတော့ radical လို့ခေါ်တယ်ဒါလေးကိုကျွန်တော်သိရမယ်ပြောမယ်เนาะ n root of b ကို radical လို့ခေါ်တယ် n root လေးကိုကြတော့ radical sign လို့ခေါ်တယ် n လေးကိုကြတော့ order သို့မဟုတ် index လို့ခေါ်ပြီးတော့ b ကိုကြတော့ radical လို့ခေါ်တယ်ဒါရပါတယ် 2.2.1 rules for radicals စမတို့ကအဲ့ဒီကိန်းရင်းနေတနည်းအားဖြင့် radicals တို့ပြောလိုက်ရအောင်နော်အဲ့ဒီ radicals တွေကိန်းရင်းနေအတွက်လဲစမတို့စီးမြင့်တွေကိုရှိတယ်နော်ကိန်းရင်းတွေကိုရှာတဲ့အခါမှာလဲစီးမြင့်နေရှိတယ်စမတို့အရှိမလဲ rules for ဗာလဲ integral exponent ဆိုပြောခဲ့တယ်နော်အဲ့ဒါစမတို့အပေါင်းကိန်းပြင်းနဲ့ပတ်သက်တဲ့စီးမြင့်လဲသုံးခဲ့တယ်စီးမြင့်5ခုရှိခဲ့တယ်အခုလည်းအဲ့လိုပဲဒီမှာလဲစမတို့ကကိန်းရင်းနေရှာတဲ့အခါမှာလဲစီးမြင့်ရှိတယ် for any positive integers m, n and k အဓိပ္ပာယ်ကအပေါင်းကိန်းပြည့်များ n ဆိုတဲ့ဘက်ကမိတိပေါ့အဲ့တော့ for any positive integer ဆိုမိတိအပေါင်းကိန်းပြည့်များအတွက်မဆိုးတဲ့ဥပမာနမူနာ m ရဲ့ n ရဲ့ n ပြီးတော့ k ရဲ့ပေါ့ဒါတွေက positive integers တွေပေါ့အဲ့လိုအပေါင်းကိန်းပြည့်များအတွက်ဆိုရင်ね root 1စီးမြင့်တစ်ကကြတော့ဗာလဲဆိုတော့ bracket or n root or x the whole power nဒီအကောက်လေးထဲမှာရှိတဲ့သင်္ကေတကလည်း n ပဲပြီးတော့တကွင်းလုံးပေါ်မှာလည်းဗာလဲ n တင်ထားတယ်ဒီနေ့အပြည့်ဒီအကောက်လေးကိုဘာလို့ခေါ်လဲစမတို့က radical sign လို့ခေါ်တာနော်ဒီ n လေးကဗာလဲ order ဒါမှမဟုတ်ရှင် index မှာနော် n is the order or index အဲ့တော့ဒီ order လေးပေါ့အဲ့ဒီ order လေးပြီးတော့တခါကွင်းစားကွင်းမိတ်တကွင်းလုံးပေါ်မှာလည်းတင်ထားတယ်အဲ့တင်ထားတဲ့ထက်ညွှန်းနေဒီအကောက်ထဲမှာရှိတဲ့ n လေးနဲ့ဒီနေ့အပြည့် order လေးနဲ့တူနေတယ်နော်တူနေတာတစ်ချက်သိရမယ်အဲ့လိုတူနေရင်သူ့ရဲ့အဖြေက x ပဲတူနေပါပဲလေ x ပဲနောက်တစ်ခုဒါလေးကိုစမတို့ဒီလိုပုံစံရေးလို့ရတယ်အဲ့တကွင်းလုံးပေါ်မှာရှိတဲ့ n လေးကိုဒီ x ရဲ့တနည်းအားဖြင့် x ဆိုတာပါလေ radical မှာရေးရအောင်စမတို့ b is called the radical လို့ခေါ်တယ်အဲ့တော့ဒီ x လေးက radical အဲ့ radical ရဲ့ထက်ညွှန်းနေရာမှာထားမယ်ဆိုလည်းရတယ်ဒါမှမဟုတ် x power n ဖြစ်သွားတာဒီ n လေးကိုဒီထက်ညွှန်းလေးကို radical ပေါ်မှာတင်လဲရတယ်အဲ့တော့ n root or x power n ကြည့်လိုက် order နဲ့ပါလေ radical ပေါ်မှာတင်ထားတဲ့ထက်ညွှန်းနဲ့တူနေတယ်တူနေတယ်ဆိုလို့ရှိရင်အဖြေပါပဲလေ x ပဲဒါစီးမြင့်နံပါတ်1ပဲအဲ့တော့စီးမြင့်နံပါတ်1ကဒါလေးလေသူ့တန်ဖိုးက x ပဲဒါမျိုးမြင်ခဲ့ရင်လေသူ့ရဲ့အဖြေပါပဲလေ x ပဲရတယ်အဲ့တော့ for example ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ဒါမျိုးလေး bracket တော့ 2 root of 5 the whole ကြည့်လိုက်မယ်ဒီ radical sign လေးထဲမှာရှိတဲ့ order ကလည်း3ပဲဒီတကွင်းလုံးခတ်ထားတဲ့ကောင်ကလည်း3ပဲဆိုရင်ဒါနဲ့မတူဘူးလား n နဲ့ n နဲ့တူတယ်တူရင်ပါပဲလေအဖြေက x ပဲအဲ့ဆိုဒါတွေအားလုံးရှင်းတဲ့အဖြေပါပဲလေ5ပဲနောက်တစ်ခုက4 root of b power 4ဒီလိုပုံစံမျိုးလေးပေါ့တူကြတာဟုတ်တယ်နော် order တနည်းအားဖြင့် radical sign ထဲမှာရှိတဲ့ order ဒီ4ဖြစ်တယ်အဲ့လိုပဲဒီထဲမှာရှိတဲ့ b လို့ခေါ်တဲ့ radical ပေါ့ radical ပေါ်မှာတင်ထားတဲ့ထက်ညွှန်းကလည်း4
အဲ့တော့ 4 နဲ့ 4 နဲ့မတူဘူးလားအဲ့လိုတူခဲ့တဲ့ဆိုရင်ဒီလိုပုံစံမျိုးပဲဒီမှာလေ n root of x power nနဲ့ n နဲ့တူတယ်အဲ့တော့သူ့ရဲ့ answer ဒီပါပဲလေ x ပဲအဲ့ဒါဆိုဒီမှာလည်းအဲ့လိုပဲဒီတစ်ခုလုံးရဲ့အဖြေရပါပဲလေ b ပဲဒီစီးမြင့်နေသိထားမှာနော်စီးမြင့်သိမှဆိုတော့နောက်တင်ရပို့စာလေးနားလဲမယ်နောက်က root 2 root 2ကြတော့ n root of h times n root of 1 is equal to n root of xy ဒါကကြတော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ order က n သူ့ရဲ့ order ကလည်း n သူကကြတော့ order မတူဘူးလားဆိုတော့တူတယ်အဲ့တော့ order တူတဲ့ဒီနေ့အပြည့်နှစ်ထပ်ကိန်း order တူတဲ့ထပ်ကိန်းရင်းတွေကိုမြှောက်တာနော် order တူတဲ့ထပ်ကိန်းရင်းတွေကိုမြှောက်တဲ့အခါမှာကျမတို့ order ကိုတစ်ခါပဲရေးတယ်တူတဲ့ order ကိုတစ်ခါပဲရေးပြီးတော့ဒီအောက်က h နဲ့ 1 ဒီနေ့အပြည့်ဒီအောက်မှာရှိတဲ့ကဏ္ဍလေးဘာလို့ခေါ်လဲ radicand လို့ခေါ်တာနော်အဲ့တော့ဒီ radicand လေးတွေကိုမြှောက်ပြရမယ် order ကိုတစ်ခါပဲရေးမယ် radical sign နဲ့နော် order ကိုတစ်ခါပဲရေးပြီးတော့ဘာကိုမြှောက်မှာလဲ radicand တွေကိုမြှောက်ပေးရမယ်ဒါကြောင့်မို့လို့သူ့ရဲ့ပုံစံက n root of h1 ဖြစ်တယ်ဒါအလို့ရအောင်ချက်ကမှာနော် n root of h times n root of 1 is equal to n root of h1 အဲဆိုရင် for example ဥပမာဆိုရင်ဒီလိုပုံစံမျိုးလေးပေါ့ 2 root of 5 times 2 root of 20ကြည့်လိုက်လို့ရှိရင်ကျမတို့က order ဒီ3ဒီမှာလည်း order ဒီ3ပဲအဲ့တော့ same order တူတယ် order တူတယ် times ကပါလဲမြှောက်ထားတာ order တူတယ်ဆိုရင် order เนาะအဲ့ radical sign လေးဟိုတစ်ခါပဲရေးမယ်2 root of အထဲမှာရှိတဲ့ radicand တွေကိုမြှောက်မယ်ဆိုတော့5 times 20ဒါအမြှောက်เนาะအဆက်ကလေးပဲလား5 times 20အဲ့တော့920လေးက100ဆိုတော့2 root of 100ဖြစ်သွားအောင်အဲ့ဒါက4 root of x squared times 4 root of y equal to ဒီမှာလည်းကြည့်ရမယ်ဆိုရင် radical sign လေးသူ့ရဲ့ order ဒီ4ဒီမှာလည်း radical sign လေးသူ့ရဲ့ order ကလည်း4ပဲ order တူတယ်အလယ်ကအဆက်ကလေးကမြှောက်တာကိုကိုစားပြုတာအဲ့တော့ order တူတာတွေကိုမြှောက်တာเนาะမြှောက်တယ်ဆိုရင် order တစ်ခါပဲရေးမယ်เนาะဒီမှာ radical sign လေးကိုတစ်ခါပဲရေးမယ်ဆို4 root of ထည့်လိုက်မယ်ပြီးလို့ရှိရင်အထဲမှာရှိတဲ့ radicand တွေမြှောက်မယ်เนาะအဲ့တော့ x squared နဲ့ y နဲ့မြှောက်တော့ x squared y ဒါဆိုရင် order တူတဲ့ radicand တွေကိုမြှောက်တဲ့ order တူတဲ့ radical ပေါ့နော် radical sign တွေမြှောက်တဲ့အခါမှာကျွန်တော်တို့အဲ့ဒီတူညီနေတဲ့ radical sign လေးကိုတစ်ခါပဲရေးပြီးတော့ဒီအထဲတွေကဂိမ်းတွေကိုမြှောက်ပြီးရတယ်လို့ဆိုတာကိုနားလည်ပါတယ်ဒါက root 2ဖြစ်ပဲဒါမှ root 2က n root of h times n root of y is equal to n root of hy ဖြစ်တယ်နောက်က root 3 ကကြတော့ m root of x သူကကြတော့ x ဆိုတဲ့အရာလေးပေါ်မှာ radical sign နှစ်ဆင့်ထပ်ထားတယ်เนาะအတွင်းမှာက m root အပြင်မှာက m root တနည်းအားဖြင့် x ဆိုတဲ့ radicand လေးကို radical sign နှစ်ခုနဲ့အုပ်ထားတယ်ဆိုရင်သူ့ကိုဘယ်လိုရှင်းရလဲဆိုရင်အဲ့ဒီ radical sign နှစ်ခုရဲ့ order တွေကိုမြှောက်ပေးရတယ်เนาะပြီးတော့ radical sign လေးကိုတစ်ခါပဲရေးတော့တယ်ဒါကြောင့်မို့လို့ m root of ဖြစ်သွားတယ် m root of x m နဲ့ n နဲ့ကိုမြှောက်လိုက်တာ radical sign ကိုတစ်ခါပဲရေးတယ်ဒါပေမဲ့အဲ့ဒီ radical sign ဒီအထဲမှာရှိနေတဲ့ order ဒီ order နှစ်ခုကိုမြှောက်ထားတာ m root of x ဖြစ်တယ်အဲ့တော့ for example အနေနဲ့ဒါမျိုးလေးပေါ့ square root of 2 root of 5 is equal to အဲ့တော့ဒါ square root ဆိုတာဒါလေးကပါလေကဏ္ဍမရှိဘူးဒါပေမဲ့ကိုယ်သိရမယ်အဲ့ဒါ2ဒါက2 root ဆိုတော့ပါလေ3အဲ့တော့2နဲ့3နဲ့မြှောက်တော့6 2 3 6ဆိုတော့သူ့ရဲ့အဖြေက6 root of 5ဒါက2 root of 4 root of 8 power 5ဒီမှာလည်းအဲ့လိုပဲစမတို့က radicand လေးမှာစမတို့ဒီ2 radical sign နှစ်ခုပါတယ်အဲ့ဒါစမတို့ကမြှောက်ပေးရမယ်3 times 4က12အဲ့ဒါစမတို့က12 root of x power 5ဒါက root 3အတွက်ပေါ့ဒါကြောင့်မို့လို့ root 3က radicand တစ်ခုကို radical sign နှစ်ခုအုပ်ခဲ့တယ်ဆိုရင်အဲ့ဒီ radical sign နှစ်ခုကိုစမတို့တစ်ခါပဲရေးမယ်ဒါပေမဲ့သူ့ရဲ့ order ပြောင်းသွားတယ်ဘာဖြစ်လို့လဲအဲ့ဒီ radicandတနည်းအားဖြင့်အဲ့ဒီ radical sign နဲ့မှာပါနေတဲ့ order လေးနှစ်ခုကိုမြှောက်လိုက်လို့ m root of x ဒါက root 4 ကကြတော့ n root of x divided by y ဆိုရင်သူ့ကိုဒီလိုရှင်းလို့ရပါတယ် is equal to n root of x divided by n root of y ဒီ radical ဒီ radical sign လေးပေါ့နော်ဒီ radical sign လေးဒီထဲမှာရှိတဲ့ radical နှစ်ခုစလုံးနဲ့ sign နဲ့ဒါကြောင့်သူ့စမတို့ကအဲ့လိုခွဲရေးလို့ရတယ် n root of x divided by n root of y ဒီနေရာမှာ y ဒီ is not equal to 0ဒီ y က3ညတော့မဟုတ်ဘူးလို့ပြောတာအဲ့တော့ for example အနေနဲ့ 2 root of 5 divided by 9ဆိုရင်သူ့ကိုဘယ်လိုရှင်းလို့ရလဲ2 root of 5 divided by 2 root of 9ဒါဆိုဒီမှာဆိုရင်4 root of x power 5 divided by 1 cube ဆိုရင်4 root of x power 5 divided by 4 root of 1 cube လွယ်ပါတယ်เนาะစမတို့ကအဲဆိုရင် root 4ခုရှိပါပြီနောက်တစ်ခါ root 5စီးမြင့်နံပါတ်5ကနံပါတ်5မှာစမတို့က a နဲ့ b ခွဲထားတယ် a ကကြတော့ n root of x power m ဒီမှာဆို radical sign လေးရှိတယ်เนาะအဲ့ radical sign လေးက n root ပေါ့အဲ့ဒီမှာရှိတဲ့ order သို့မဟုတ် index က n လေး order သို့မဟုတ် index က n လေး
ဟုတ်တယ်နော်ဒီ n လေးကိုစင်မတို့ကဒီမှာထပ်ဥမာကဒါလေးက order လေးပေါ့ဒီ order လေးကထားတော့3ပေါ့အဲ့ဒါကိုစင်မတို့က3မလို့ခြင်းဘူးပေါ့6ဖြစ်ခြင်းနဲ့9ဖြစ်ခြင်းနဲ့နမူနာပြတာအဲ့ဒါစင်မတို့အဲ့ဒါလေးကိုကိန်းတစ်ခုနဲ့ဝင်မြောက်ပြရမယ်ဒီမှာဆိုရင် k နဲ့မြောက်လာတယ်နော် k နဲ့မြောက်လာတယ်အဲ့ဒီ k က0မဟုတ်ဘူး k is not equal to 0 k က0မဟုတ်ဘူး k နဲ့မြောက်လိုက်တယ်ဒါဆိုရင်ဒီ order လေးကို k နဲ့မြောက်တယ်ဆိုရင်ဒီအထက်က radicand ပေါ်မှာရှိတဲ့ထက်ညွှန်းကိုလေ k နဲ့မြောက်ကြတယ်ဒါမှမဟုတ် h power k ဖြစ်သွားတာ km ဒါဆိုရင်ဒီ order လေး radical sign ထဲမှာရှိတဲ့ order လေးကိုကိန်းတစ်ခုနဲ့မြောက်မယ်ဆိုရင်အဲ့ဒီကိန်းနဲ့ဒီအထက်ကထက်ညွှန်းကိုလည်းဝင်မြောက်ပေးရမယ်လို့ပြောတာဒါကဘလို့အခါမှာသုံးတာလဲဆိုရင်ကျမတို့ order ကိုတိုးခြင်းတဲ့အခါမှာသုံးတာเนาะမူရင်းပေးရတဲ့ order ကဥမာ square root ဆိုရင်ကိုကအဲ့ဒါကို 6 root တို့အဲ့လိုပြောနမူနာပြပါတော့8 root တို့အဲ့လိုလုပ်ချင်နေဆိုရင်ကျမတို့လုပ်တဲ့နည်းအဲ့ဒါကဒီ radical sign ထဲမှာရှိတဲ့ order လေးကိုကိန်းတစ်ခုနဲ့မြောက်မယ်ဆိုရင်အထက်က radicand ရဲ့ပုံမှာတင်ထားတဲ့ထက်ညွှန်းကိုလည်းအဲ့ဒီကိန်းနဲ့မြောက်ကြမယ်ဒါကြောင့်မို့လို့ n ကို k နဲ့မြောက်တော့ m ကိုလည်း k နဲ့မြောက်တယ် kn root or h power km နောက်တစ်ခု b n root or h power m ဒီပုံစံပဲဒါပေမဲ့ဒီမှာကျတော့ကြည့်လိုက်သူက n by k ဖြစ်သွားတယ် n by k root of h power m by k သူကဘာလို့ပါလဲ k ကလာစားတာအဲ့တော့သဘောတရားတူပဲဒါကကျတော့သူကဒီပေးထားတဲ့ order ကိုစမတို့က decrease ပေါ့ short ကျင်တာshort ကျင်လို့ဒီ n လေးကိုတစ်ခုခုနဲ့စားလိုက်ဥပမာကွာဒီကောင်လေးက6ရှိထားလိုက်အဲ့တော့စမတို့က3ဖြစ်ချင်တယ်ဆိုရင်2နဲ့စားလိုက်အဲ့လိုမျိုးစားလို့ရတယ်သူကเนาะဒီမှာပြောလာပြီးသားအဲ့တော့ဒီ n လေးကိုစမတို့ကကိန်းတစ်ခုနဲ့စားတယ် k နဲ့စားတယ်ဆိုရင်အဲ့ဒီစားတဲ့ကိန်းဟာဒီအထဲက radicand ပေါ်မှာရှိတဲ့ထက်ညွှန်းလည်းတော့စားပေးရမယ်ဒါကြောင့်မလို့ h power m by k ဖြစ်တာအဲ့တော့မြောက်မယ်ဆိုရင်လည်းဝင်မြောက်ပေးရမယ်စားမယ်ဆိုရင်လည်းဝင်စားပေးရမယ်ဒါဒီ root 5ဖြစ်တယ်ဒီနေရာမှာအခုသုံးလိုက်တဲ့ k ဒီဟာ is not equal to 0တုံညာတော့ဖြစ်လို့မရဘူးအဲ့တော့ for example ကြည့်အောင်ဒီမှာ2 root of 5လို့ပြရတယ်ဒါကိုစမတို့ကဒီလိုလုပ်လို့ရတယ်3 into 2 root of 5 square ဘယ်လိုလုပ်ရလဲဆိုရင်ဒီ3လေးကိုဆီယမက2နဲ့မြောက်လိုက်တယ်ဒါဆိုရင်ဒီ radicand ပေါ်မှာကိုလေစမတို့နှစ်ထပ်တင်ပေးရမယ်အဲ့တော့5 square အဲ့ဒါနော်အဲ့တော့သူ့ရဲ့အဖြေက6 root of 5 square ဒါနည်းအဖြစ်2 root of 5ဒီ6 root of 5 square နဲ့တူတူပဲလို့ပြောတာနောက်တစ်ခုက5 root of b2 5 root of b2 ဒီမှာလည်းစမတို့ကဒီ order လေး5လေးကိုစမကတိုးခြင်းနဲ့အဲ့တော့15ဖြစ်ခြင်းနဲ့ပေါ့ကွာအဲ့တော့3နဲ့မြောက်လိုက်တယ်အဲ့တော့9ကို3နဲ့မြောက်တယ်ဒါဆိုရင်ဒီအထဲမှာရှိတဲ့ radicand ပေါ်မှာရှိတဲ့ထက်ညွှန်း3ကိုလည်း3နဲ့မြောက်ကမယ်အဲ့တော့3 times 3အဲ့တော့5 times 3 root of b power 3 times 3 equal to 50 root of b power 9အဲ့တော့5 root of b2 ဒီ is equal to 50 root of b power 9ပေါ့ဒီနေ့အဖြစ်သူဒီ order လေးဒီ9နေပါဖြစ်ပါလေ15ဖြစ်သွားလို့ order တိုးသွားတာ increase ဖြစ်သွားတယ်လို့ပြောတာနောက်တစ်ခုက6 root of 25နော်အဲ့ဒါလေးကိုစမတို့က order short ကျင်တာဒီ order လေးကို decrease ဖြစ်ကျင်တာ short ကျင်တာအဲ့လို short ကျင်နေဆိုစမတို့ကဒီအထဲတွေကိုအရင်ကြည့်လိုက်25ကိုစမတို့စာခွဲကိန်းခွဲတဲ့အခါမှာ25ဒီ9နှစ်ထပ်ဖြစ်တယ် short ကျင်ပြတော့နော်လို့တဲ့နေရ25ကိုစာခွဲကိန်းခွဲလိုက်ရင်9နှစ်ထပ်ဖြစ်တယ်ပြီးရင်စမတို့ကအဲ့ဒီနှစ်ကလေးနဲ့ပဲလိုက်စားလိုက်ဒီနှစ်လေးနဲ့ပဲစားလိုက်အဲဆိုရင်6ကိုပြောချင်တယ်ပြောကွာဒီမှာ2ရှိတယ်မဟုတ်လားအဲ့လိုစမတို့ကဒီ6ကိုဘာနဲ့စားမလဲဆိုရင်2နဲ့ပဲစား6ကိုလည်း2နဲ့စားမယ်ဆိုရင်ဒီ2ကိုလည်း2နဲ့ပဲပြန်စားရမယ်အဲ့မို့6ကို2နဲ့စားတော့3ရတယ်ဒီ2ကို2နဲ့စားတော့1ရတယ်9တစ်ထပ်ဆိုတော့မရေးတော့ဘူးသူက2 root of 5ဖြစ်တယ်ငကိုတုံးက order ဒီ6ရှိတယ်အခုအခါမှာ order ဒီ3ဖြစ်သွားတယ် order ညော့သွားတယ်ဒီလိုပြောတာအဲ့ဒီ order ကိုဘယ်လောက်နဲ့စားမလဲဆရာမဆိုတာကဒီအထက်ကကိန်းကိုစားခွင့်ခွဲကြည့်လိုက်ပေါ့ပြီးတော့အဲ့ထက်ညွန့်ကြည့်လိုက်အဲ့ထက်ညွန့်နဲ့စားပေးလိုက်နောက်တစ်ခါ12 root of b2 12 root of b2 ဒါလေးလည်းစမတို့ order ရှော့မယ်ဘယ်လိုရှော့မလဲဒီထဲထဲမှာကြည့်လိုက် b2 radicand ပေါ်ကထက်ညွန့်က3ဖြစ်တယ်ဒါဆိုရင်စမတို့က12ကိုလည်း3နဲ့စားဒီ3ကိုလည်း3နဲ့စားအဲ့တော့12ကို3နဲ့စားတော့4ရတာပေါ့အဲ့တော့4 root of 3ကို3နဲ့စားတော့1ဆိုတော့ b ပေါ့4 root of b ဆိုပြီးရတယ်ဒါဆိုရင်ဒီညာလေးကဒီနှစ်ခုက order တိုးတာဒီဟာလေးကကျတော့ order ရှော့တာအဲ့တော့ example 9ရောက်ပါ example 9က simplify the following နဲ့အောက်ပါတို့ကိုရှင်းပါတယ်နံပါတ် A က root 27 root 27ဒါလေးကိုရှင်းမယ် B က 2 root of 60ဒါရှင်းမယ် C က square root of 2 root of 128 D က 5 root of minus 32 E က square root of 72 solution E ကိုစတော့မယ်အဲ့ဒါစမတို့က A က square root of 27ဒါလေးကိုရှင်းပေးရမှာ simplify ဆိုရှင်းနိုင်တယ်အဲ့ရှင်းကိုရှင်းပေးရမှာအတက်နိုင်ဆုံးအရှင်းဆုံးဖြစ်အောင်ရှင်းပေးရမယ်အဲ့ဒါစမတို့က20ခွန်ကိုစခွဲကိန်းခွဲလိုက်မယ်ဆို20ခွန်ဆိုတာနော်ခွဲလိုက်မယ်ဆိုရင်6အမြောက်3ရတယ်
9 3 20ခွန်ဆိုတာ9 3 20ခွန်အဲ့ဒါ square root of 9 times 3ပေါ့ပြီးရင်တခါဆက်ခွဲမယ်9ဆိုတာ3နှစ်ထပ်ဟုတ်တယ်နော်9ဆိုတာ3နှစ်ထပ်အဲ့ဒါ square root of 3 square times 3ရတယ်တခါလေးပဲဒီအဆင့်ကိုကျော်သွားလဲရတယ်နော်ဒါလေးမရေးချင်ဆိုရင်ဒီမှာတော့ဆရာမတို့ရှင်းတာမလို့9 3 20ခွန်အဲ့လိုပြောပြတာ9ဆိုတာ3နှစ်ထပ်အဲ့တော့3နှစ်ထပ်အမြောက်3ပေါ့အဲ့ဒါ square root of 27ကိုတဖြည်းဖြည်းရှင်းသွားတာ square root of 3နှစ်ထပ်3 square times 3ဆိုတာဖြစ်လာတယ်ဒီအဆင့်ရောက်ပြီနောက်ပြီးဆရာမတို့ကဒီမှာဆရာမတို့သင်ခဲ့တဲ့အရှိရ root တွေn root of x the whole power n ရဲ့အဖြစ်ရပါပဲလေ x ပဲတခါ n root of x power n ရဲ့အဖြစ်ရလေ x ပဲ order တနည်းအားဖြင့် radical sign နဲ့မှာရှိတဲ့ဒီအကောက်လေးထဲမှာရှိတဲ့ order တနည်းအားဖြင့် radical sign ပေါ့နော် radical sign နဲ့မှာရှိတဲ့ order လေးက n အောက်က radical ပေါ်မှာရှိတဲ့ထက်ညွှန်းကလည်း n အဲ့လိုတူခဲ့တဲ့ဆိုရင်အဲ့ဒီဟာတစ်ခုလုံးတဲ့အဖြစ်သေးပါလေ x radical ဒီအောက်က radical မှာပါ x ဒီမှာကြည့်လိုက်ဒီတော့ခဏမိတယ်နော် square root of 3 square root of 3 square root ဆိုတော့သူကပါလေ2ဟုတ်ပြီနော် radical sign လေးရဲ့အထက်မှာရှိတဲ့ order ဒီ2လို့နားလဲမယ်2နော်2 3 square ဆိုတော့3ရ radical ပေါ်မှာရှိတဲ့ထက်ညွှန်းကလည်းဘယ်လောက်ပဲ2ပဲဒါဆိုစမတို့က2နဲ့ဒီတဲ့အကောင့်ထဲမှာရှိတဲ့2နဲ့မတူဘူးလားတူတယ်ဆိုစမတို့ကဒီဟာလေးအတွက်ရှင်းတဲ့အဖြေက3ရတယ်3နော်ဒီမှာပြတာပြတာနော်တူတယ်ဆိုရင်အဖြေက x အဲ့ဒါစမတို့ဒါလေးအတွက်ကတူတဲ့အတွက်ကြောင့်အဖြေက3ရတယ်ဒီ3ကိုကြာတော့စမတို့ကသူ့ရဲ့အပေါ်မှာထက်ညွှန်းက1ဒီထဲမှာရှိတဲ့ကောင်ကပါလေ2လားမတူရင်ရှင်းလို့မရရင်သူ့စမတို့ပြန်ပြီးတော့ square root နဲ့ပြန်အုပ်လိုက်ဒီ3လေးကိုကြာတော့ဒါဆိုရင်နောက်ဆုံးသူ့ရဲ့အဖြေက3 square root 3ဆိုရတယ်။နေရာပြ3 root 3ပေါ့ကွာနော်။အဲ့ဒါရဒီ3ကဒီ3 square root of 3 square ကိုရှင်းလို့ရတဲ့အဖြေက3ဒါလေးရှင်းလို့မရလို့ပြန်ပြီးတော့ radical sign လေးပြန်အုပ်လိုက်တော့ root 3အဲ့တော့3 root 3ဒါ b က2 root of 60 b ကပါလေ2 root of 60အဲ့တော့ဒီမှာ16ကိုစာကောင်းခွဲမယ်ဆိုလို့ရှိရင်2 root of 8 times 2ပေါ့ရှင်း2လေးရ16ဘာဖြစ်လို့စမကလေးစကြောင်မခွဲရလဲဆိုရင်ဒီမှာ radical sign ထဲမှာရှိတဲ့ order တွေ3ဖြစ်လို့3မို့လို့စမတို့က4 times 4ကိုမသုံးဘူးဒီထဲမှာစမတို့3ထပ်ခေါ်လို့ရတဲ့ gain ကိုခေါ်လိုက်တာเนาะအဲ့တော့8အမြောက်2 8နဲ့လေး16အဲ့တော့8ဆိုတာက2 3ထပ်ဒါမှမဟုတ်2 root of 2 times 2 8ဒီပါလေ2 3ထပ်အဲ့တော့ဒီမှာလေ3ထပ်အဲ့လိုခေါ်လို့ရဖို့အတွက်စမဒီမှာ8ထည့်သွားတာ4 16မသုံးရတာအဲ့ဒါကြောင့်မလို့အဲ့တော့2 3ထပ်ဒီအဆင့်ကိုမလုပ်ချင်လဲဒီအဆင့်ကိုကျော်လို့လည်းရတယ်နော်အဲ့2 root of 2 times 2ပေါ့အပြီးဒီရပါပြီပြီးရင်ကျွန်တော်ထုံးစံနိုင်မယ်ဒီမှာ radical sign လေးရှိတယ်သူ့ထဲမှာရှိတဲ့ order ဒီ3ဖြစ်တယ်ဒီမှာ radical 2ရှိတယ်သူ့ပေါ်မှာရှိတဲ့ exponent ထက်ညွှန်းဒီ3ဖြစ်တယ်ဒါဆိုရင် order နဲ့ exponent နဲ့2နေတယ်2နေရင်အဖြေကဘယ်လောက်လဲ2ရတယ်ဒါဆိုဒါလေးအတွက်ကအဖြေက2ရတယ်ဒီမှာကျန်တဲ့2အဲ့2ကြတော့ကျွန်တော်တို့ကသူ့ရဲ့ထက်ညွှန်းက1 radical sign ထဲမှာရှိတဲ့ order 3ဒါ3ဒါက1 2လားမတူပြန်ရေးမတူရင်ရှင်းလို့မရပြန်ရေးရမယ်ဒါဆိုရင်ဒီအရှိက2 3ထက်အတွက်က2ဖြစ်တယ်ဒီ2လေးကိုကျတော့ radical sign ပြန်အုပ်လိုက်မယ်ဆိုရင်သူရဲ့အဖြေက2 root 2ဟုတ်ပြီနော်2 root of 2ဆိုပြီးတော့အဖြေပြန်ရတယ်ဒါက C square root of 2 root of 128ဒါလေးရှင်းမယ်ဆိုရင်ကျွန်တော်တို့အရှိမလည်းပြောခဲ့တယ် radical ပေါ်မှာ radical sign 2ခုပါခဲ့တယ်ဆိုရင်အဲ့ဒီ radical sign ထဲမှာရှိတဲ့ order တွေကိုမြှောက်ပြရမယ်အဲဆိုရင်ဒီ radical sign လေးထဲမှာရှိတဲ့ order က2ဒီ radical sign ထဲမှာရှိတဲ့ order က3 2နဲ့3နဲ့မြှောက်2 3 6ဆိုတော့6 root of 128ရတယ်ပြီးတော့မှ128ဆိုခွဲလို့ရှိရင်အဲ့ဒါ2 9ထပ်မစမတော့2 9ထပ်လို့အဲ့လိုတစ်ခါတည်းမရှိဘူးဘာကြောင့်လဲဒီရှိမှစမတို့က order လေးဒီ6ဖြစ်လို့အဲ့ဒါစမတော့2 6ထပ်တစ်ခု2တစ်ထပ်ကတစ်ခုအဲ့လိုရေးလိုက်မယ်ခွဲရေးမယ်အဲ့တော့6 root of 2 power 6 times 2ဘာကြောင့်အဲ့လိုရေးလဲပြောရတယ်စမတို့ဒီဟာလေးတူအောင်လို့တူလဲဆိုစမတို့ရှင်းလို့ရတယ်လေအဲဆိုရင်6 root of 2 power 6 times 2ဆိုတော့ radical sign လေးထဲမှာရှိတဲ့ order ကလည်း6ဒီထဲမှာရှိတဲ့ radical 2လေးပေါ်မှာရှိတဲ့ exponent ထက်ညွှန်းကလည်း6အဲ့တော့2နေတယ်6 equal to 6 2တယ်2လဲဆိုရင်ဒါတွေအားလုံးရှင်းတဲ့ဖြေက2ရတယ်ဒါကဒီ2လေးကကြတော့သူ့ရဲ့ထက်ညွှန်းက1ရှိတယ်မမြင်ရလို့နော်1ရှိတယ်ဒီမှာကျတော့ဗာလေ radical sign ထဲမှာရှိတဲ့ order 6တူလားမတူပြန်ရေးရမယ်ဒါဆိုရင်ဒီအရှိက2 6လုံးကိုရေးစားမလို့ဘူးသူ့အတွက်ဆိုတော့2တစ်ခါပဲရေးလိုက်တော့မယ်အနောက်က2ကိုတော့ radical sign လေးပြန်အုပ်မယ်ဆိုတော့2 6 root of 2ဆိုပြီးတော့ရတယ်ဒီက5 root of minus 32ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ကအနှုတ်32ဆိုတာအနှုတ်2 5ထက်ကိုပြောတာအနှုတ်2 5ထက်ဒါဆိုရင်ကျွန်တော်တို့ဒါလေးနေရာမှာအနှုတ်2 5ထက်ကိုထည့်လိုက်မယ်ဆိုရင်
5 root of bracket of -2 the whole power 5ဒီနေ့မှာဝင်ခမယ်နော်ဝင်မခိုင်မှာတယ် -2 the whole power 5အဲ့ဒါပြီးတော့မှကျမတို့ကကြည့်လိုက်မယ် radical sign ထဲမှာရှိတဲ့ order ကလည်း5 radical ဖြစ်တဲ့ -2 သူ့ရဲ့ပုံမှာရှိတဲ့ exponent နော်ထပ်ညွှန်းကလည်း5 order နဲ့ exponent နဲ့ကတူနေတယ်တူနေတယ်ဆိုရင်ဒီတစ်ခုလုံးရဲ့အဖြစ်သေးပါလေ radical ကိုယူရမယ်ဆိုတော့အဖြစ်ရဘယ်လောက်လဲ -2 နောက်ကနံပါတ် E က square root of 72အဲ့ဒါ square root ဖြစ်တယ်အဲ့ဒါစမတို့က square root မို့လို့သူ့ကိုခွဲတဲ့ခါကျရင် square root of 36 times 2နဲ့ခွဲမယ်36နဲ့42ဘာဖြစ်လို့36ခွဲလဲဆိုရင်36ဆိုတာ66ဒီ36 6နှစ်ထပ်မို့လို့ဒါမို့လို့ square root of 6 square times 2အဲ့ဒါ6နှစ်ထပ်ဘာလို့အဲ့လိုမျိုး6နှစ်ထပ်နဲ့ခွဲလဲဆိုရင်6နှစ်ထပ်လေဒီမှာ2ထပ်ဒါ square root ဆိုတာဘာပဲလဲ square root ဆိုတာဘာပဲလဲသူရဲ့ order ဒီ2လို့ပြောတာအဲ့ဒါစမတို့က order နဲ့ radical ပေါ်မှာရှိတဲ့ index နဲ့စမတို့တူတယ်ဆိုရင်သူတို့ရဲ့အဖြစ်ဟာဘာလဲ radical ကိုယူရတယ်မလားအဲ့တော့6ကိုယူရမယ်ဆိုတော့က square root of 6 square ကိုရှင်းတာကအဖြစ်6ရတယ်ဒီနှစ်တာစမတို့ကရှင်းလို့မရလို့ပြန်ရေးမယ်ဆိုတော့ square root of 2ပေါ့ root 2ပေါ့အဲ့တော့သူရဲ့အဖြစ်က6 root 2ဖြစ်တယ်လွယ်လေးပါနော်ဒါလေးကပြန်ရှင်းပြတာ n root of x ဒိုးပါဝါ n equal to n root of x power n equal to x ကိုနှစ်ခါရေးမိပါလို့နော်အဓိပ္ပာယ်က radical sign ထဲမှာရှိတဲ့ order နဲ့ radical ပေါ်မှာရှိတဲ့ exponent လို့ခေါ်တဲ့ထပ်ညွှန်းနဲ့ညီနေတယ်ဆိုရင်အဖြစ်ဒီအဲ့ radical ဖြစ်ပါတယ်လို့ပြောတာexample 10 example 10ကသူပါပေးရတဲ့ကြည့်ကြည့်အောင်သူက change နဲ့ပြောင်းလဲပါတဲ့ the expression ဒါလေးတွေကို expression လို့ခေါ်တာအဲ့ဒီပေါ်ပြထားချက်တွေကိုပြောင်းပါတဲ့ with the same radical နော် radical တူညီသော radical ဖြစ်အောင်ပြောင်းပါတဲ့ and ပြီးတော့ simplify the radicals radical တွေကိုရှင်းပေးပါတဲ့ဒါဆိုမလို့ရှင်းမယ် solution ပေါ့ a ကိုပြန်ချလိုက်မယ် a က 5a 2 root of 3ဒါလေးစမတို့ကဘာလို့ကမှလဲအရင်ဆုံးအနေနဲ့ same radical တူအောင်လုပ်ပြရမယ်ဒါဆိုစမတို့က radical ဆိုတာကိုအရင်ဆုံးပြန်ပြီးတော့နားလည်အောင်ပြန်ကြည့်မယ်ဆိုရင်ဒါလေးကတော့ပြန်ဖော်ပြီးတာเนาะ n root of b is called a radical ဒီလိုမျိုး n root of b เนาะအဲ့တစ်ခုလုံးဘာလို့ခေါ်လဲ radical လို့ခေါ်တာဒါဆိုရင်စမတို့ကဒီနေရာမှာဘယ်သူက radical လဲဆိုရင်2 root of 3က radical ဖြစ်တယ်အဲ့ဒါ radical ဒါဆိုစမတို့ကဒီ 5a လေးเนาะဒီ 5a လေးက radical မဟုတ်သေးဘူးပေါ့အဲ့ဒါသူ့စမတို့ကဒီ 5a ကိုလည်း radical အုပ်ပြရမယ်အဲ့လိုအုပ်ဖို့ဆိုရင်ဘယ်လောက် radical အုပ်ကမလဲဆိုတော့သူက same radical လို့ပြောလို့ဒီနောက်မှာက2 root of ဆိုတော့ဒါလေးကိုလည်းစမတို့က radical sign အုပ်တဲ့ခါကျရင်2 root အုပ်ပြရမယ်အဲ့ဒါဘယ်လိုစဉ်းစားလဲဆိုရင်အကျမ်းမှာကြည့်ရအောင်အကျမ်းမှာအရင်ဆုံးစမတို့က radical မရှိတဲ့ 5a ပေါ့အဲ့ဒီ 5a ကိုစမတို့ကဂွင်းလောက်ကွန်မင်းနဲ့ရေးလိုက်ရတယ်နော်ပြီးရင်အဲ့ဒီပေါ်ကိုစမတို့ကဒီအနောက်က radical sign လေးအုပ်လိုက်ဒီနောက် radical sign ကဘာလဲကျူရူမဟုတ်လားအဲ့သူ့စမှာတော့ကျူရူအုပ်လိုက်ပြီးနော် 5a ကိုဂွင်းဆောင်ကွန်မင်းနဲ့ရေးဒါအကျန်းနော်ပြီးတော့ကျူရူအုပ်လိုက်ဘာကြောင့်ကျူရူအုပ်လဲဆိုရင်သူက same radical မို့လို့ဒီမှာကကျူရူ of မို့လို့ဒါလည်းကျူရူ of radical sign ကိုတူအောင်လိုက်တာအဲ့ radical sign တူသွားပြီဒါဆိုရင်ဒီမှာကျူရူဆိုရင်စမှာတို့ကတကယ်လိုချင်တာက 5a မဟုတ်လားအဲ့ဒါစမှာတော့ဒီကောင်လေးပြန်ပြီးတော့ဘာလို့ကမှလဲပြန်ပြီးတော့ဖျောက်ကမယ်တနည်းအားဖြင့်ပြန်ပြောင်းအောင်လုပ်မယ်ဆိုရင်ဒီဘော်လေးမှာ3ထပ်တင်လိုက်အဲဒါဆိုရင်တို့အရှိမတင်ခဲ့တယ်လို့ပဲ radical sign ထဲမှာရှိတဲ့ order နဲ့ radical ရဲ့ exponent ထပ်ညွှန်းနဲ့တူခဲ့တယ်ဆိုရင်အဲ့ဒီအဖြေဟာ radical ဖြစ်တယ်တနည်းအားဖြင့် 5a ဖြစ်တယ်လို့ပြောတာအဲ့တော့ဒီ3နဲ့3နဲ့ချီတော့ 5a ရတယ်လို့ပြောတာအဲ့တော့ 5a ပြန်ရတာပေါ့ဒါကြောင့်မို့လို့တို့က 5a ဆိုတဲ့နေရာမှာကျူ root of bracket of 5a the whole ကျူအစားသွင်းထည့်လိုက်မယ်ရပြီနော်အဲ့ဒါညီမချင်းဆိုပြီးတော့ 5a ရဲ့နေရာမှာ2 root of bracket of 5a the whole 2ပြီးတော့ဒီနောက်ရှိတာက2 root of 3ပေါ့ဒါဆိုစမတို့က same radical 2ပါနှစ်ယောက်လုံး2 root of တွေပဲပြီးရင်သူက simplify the radicals တဲ့ radical နေရှင်းပါဆိုဒီအထဲတွေကိုရှင်းခိုင်းတယ်အဲ့ဒါစမတို့အရင်ရှင်းလိုက်မယ်ဒီထားလေးပေါ့ 5a the whole 2တဲ့ဘေက 5a ကို3ခါမြောက်တာအဲ့တော့သူရဲ့အဖြေကနော်2 root of 5 3ထက်က125 a 3လုံးက a 3ထက်အဲ့တော့2 root of 125 a ကျူဆိုပြီးရတယ်သူရဲ့နောက်က2 root of 3ပြီးရင်သူက radical နဲ့ရှင်းနေတာနော်ဒီမှာစကားတော့ radical တွေကဒီမှာလည်းရှင်းထားတယ်ဒီမှာလည်းရှင်းထားဆိုမပြီးသေးဘူးဘာကြောင့်လဲဒါပြီးအောင်မရှင်းရသေးဘူးပြောတာအဲ့ဒါဘလို့မလဲဆရာမဆိုရင်ဒီမှာ same radical ဖြစ်သွားပြီ radical 2y ဆိုရင်စကားလို့အရှိရသင်ခဲ့တဲ့ root 2မှာ n root of x times n root of y မနော်စကားဘာတူရလဲ radical sign ထဲမှာရှိတဲ့ order တွေအကုန်တူသွားပြီဒီနေ့အဖြစ် same radical ပေါ့တူသွားပြီဆိုလို့ရှိရင်ဘာလို့ရလဲအဲ့ဒီ radical တစ်ခါပဲရတယ် n root of
အထဲမှာရှိတဲ့ radicand တွေမြောက်ပြီး h1 ဒါဆိုရင် add u စအောင်သုံးမယ်ဒီမှာ 2 root of ဒီမှာ 2 root of 2နေတယ်မြောက်ထားတာเนาะအဲ့တော့ကျွန်တော်တို့ 2 root of ကိုတစ်ခါပဲရေးမယ်ဒီအထဲက125 125 a2 နဲ့3နဲ့ကို times မြောက်ပြီးလိုက်မယ်ဒါဆိုရင်2 root of 375 a2 ဆိုပြီးတော့ရတယ်ဒါက125နဲ့3နဲ့မြောက်385ဒီမှာ a2 ဒါဆိုရင်ဒါကိုကျွန်တော်တို့ကရှင်းတယ်လို့ခေါ်တယ်เนาะ radicand ဒါလုံးဝရှင်းသွားပြီပေါ့ဒါကနံပါတ် B နံပါတ် B က2 root of 5 into square root of 3 2 root of 5 into square root of 3အဲ့ဒါစမဒါလေးကိုရှင်းမယ်ထုံးစံတိုင်းပဲကျွန်တော်အများကြီးထိုးလိုက်အောင်အဲ့တော့ကျွန်တော်တို့ဒါလေးကိုရှင်းမယ်ဆိုရင်ကြည့်ရတော့သူ့ရဲ့ radical က2 root of သူ့ရဲ့ radical က square root of ဆို radical က different radical မတူဘူးသူက same radical တူချင်တာဒါဆိုရင်ဒီမှာက3ဒီမှာက2အဲ့နှစ်ကိုစိတ်နဲ့မြှောက်ကြည့်လိုက်6ရတယ်အဲ့ဒါကျွန်တော်တို့ကဒီ2 root of 5ကိုလည်း6 root of ဖြစ်အောင်လုပ်မယ် square root of 3ကိုလည်း6 root of ဖြစ်အောင်လုပ်လိုက်မယ်ဒါဆိုလိုတာကကျွန်တော်တို့ဒီ3လေးကို6ဖြစ်ချင်တာဆိုတော့ order တိုးသွားချင်တာဒီမှာလည်း square root ဆို2ပေါ့2ကို6ဖြစ်ချင်တော့ order တိုးသွားချင်တာ order တိုးချင်တယ်ဆိုတော့ root 5ကိုကြည့်ရမယ် root 5က order တိုးတာ root 5ရဲ့နံပါတ် a က n root of h power m အဲ့ဒါ order တိုးချင်တယ်ဆိုရင်ကိုတိုးချင်တဲ့ကိန်းနဲ့ radical sign ထဲမှာရှိတဲ့ order ကိုလည်းမြှောက်မယ် radical ပေါ်မှာရှိတဲ့ထက်ညွန်းတနည်းအားဖြင့် exponent ပေါ့ထက်ညွန်း m ကိုလည်းမြှောက်မယ် k နဲ့မြှောက်မယ်ဒီမှာနမူနာပေးတာ k နဲ့အဲ့တော့ k နဲ့ n နဲ့မြှောက်တယ် k နဲ့ m နဲ့မြှောက်တယ်ဒါက order တိုးချင်လို့မြှောက်တာတိုးချင်တော့မြှောက်တာပေါ့နော်ဒီမှာလည်းဆိုတော့အဲ့လိုပဲဒီမှာတော့ဒီ3လေးကို6ဖြစ်ချင်တယ်ဆိုသူ့ကို2နဲ့မြှောက်ပေးရမယ်အဲ့ဒီ2နဲ့သူ့ကိုလည်းမြှောက်မယ်ဆိုတော့2ဆိုတဲ့ကိန်းနဲ့3ကိုလည်းမြှောက်မယ်ဒီ9ပေါ်ကိုလည်းအထက်တင်ပေးရမယ်ဟုတ်ပြီနော်အဲ့တော့ညီမချင်းဆိုပြီးတော့ဒီ3လေးကို2နဲ့မြှောက်တော့6အဲ့တော့6 root of အဲ့ဒီ2က9ပေါ်ကိုလည်းတင်ရမယ်ဆိုတော့9နှစ်ချက်ဒီမှာ square root of 3မဟုတ်လားဒါ square root အဲ့သူ့ကိုကျွန်တော်တို့6ဖြစ်ချင်တယ်ဆိုတော့3နဲ့မြှောက်တယ်အဲ့တော့6 root of အဲ့ဒီမြှောက်လိုက်တဲ့3ကဒီ3ပေါ်ကိုလည်းတင်ရမယ်ဆိုတော့3 cube 6 root of 3 cube အဲ့တော့6 root of 5 square 6 root of 3 cube ဒါဘာလို့လဲကျွန်တော်တို့က same radical ဖြစ်အောင်လုပ်လိုက်တာတနည်းအားဖြင့် order တွေကိုတိုးလိုက်တာရပါတယ်အဲ့တော့ same radical ဖြစ်သွားပြီပြီးဒါဆိုမပြီးသေးဘူးကျွန်တော်တို့က simplify the radicand တဲ့သူက radicand ကိုရှင်းပေးရအောင်မယ်အရှင်းဆုံးဖြစ်အောင်ရှင်းပေးရမယ်အဲ့ဒါရှင်းလိုက်မယ်ကျွန်တော်တို့9နဲ့ထက်က20နဲ့5ပေါ့ဟုတ်ပြီနော်အဲ့တော့6 root of တခါရေးလိုက်မယ်ကျွန်တော်က25 3ထက်က20နဲ့ခွန်တခုချင်းစီခွဲရေးလိုက်ရအောင်နော်6 root of 25 6 root of 27ပြီးတော့မှ6 root of 25 times 27ရေးလဲရတယ်ဘာကြောင့်လဲဆိုတော့ order တူရတယ်ဆိုရင်တခုပဲရေးပြီးတော့အထက်ကဟာတွေမြှောက်လို့ရတယ်အဲကြောင့်ကျွန်မကဒီမှာ order တူရတယ်တခါကြော်လိုက်တာ6 root of 9နဲ့ထက်က25 3ထက်က20ခွန်အဲ့ဒါရှင်းလိုက်မယ်ဆိုရင်သူရဲ့နောက်ဆုံးအဖြေက6 root of 675 ဆိုပြီးတော့ရမယ်ဒါဆိုရင် radical နဲ့ရှင်းပြီးသွားပြီ same radical လည်းဖြစ်သွားပြီးပါပြီဒါက cက4 root of 2နဲ့2 root of 3ကြည့်လိုက်လို့ရှိရင်သူကလိုချင်တာက same radical ဒီမှာပေးတာက different radical ဒါက4 root ဒါက2 root အဲ့ဒါ different radical သူရဲ့စမတို့က same radical ဖြစ်ဖို့ဆိုရင် order တွေတူအောင်လုပ်လိုက်မယ်အဲ့တော့ order ကဒီမှာက4ဒီမှာ order က3 order ကိုတူအောင်လုပ်မယ်ဆိုရင်4 3 12အဲ့တော့ order ကိုစမတို့က12ဖြစ်အောင်လုပ်ကြမယ်ဒါဆိုရင်ဒီ4ကို3နဲ့မြှောက်မယ်3နဲ့မြှောက်မယ်နော်4ကို3နဲ့မြှောက်မယ်ဒါဆိုရင်2ပေါ်မှာလည်း3တင်ပေးရမယ်ဘာကြောင့်လဲ4ကို3နဲ့မြှောက်လို့အဲ့တော့3ဆိုတဲ့ကိန်းနဲ့4ကိုလည်းမြှောက်မယ်ပြီးတော့အဲ့3ဆိုတဲ့ကိန်းကို2ရဲ့ထက်ညွှန်းနေရမှာလည်းထားပေးရမယ်ဒါကဒီ3လေးကိုစနစ်ဖြစ်ချင်း4နဲ့မြှောက်တယ်ဒါဆိုရင်4ဆိုတဲ့ကိန်းလေးက3ကိုလည်းမြှောက်မယ်ဒီ3ထက်အပေါ်မှာလည်းထက်ညွှန်းအနေနဲ့4လေးကိုထည့်လိုက်မယ်ဆိုရင်12 root of 2 2 12 root of 3 power 4ဆိုပြီးရမယ်ဒီ12ဖြစ်တာက4ကို3နဲ့မြှောက်လို့အဲ့တော့3နဲ့မြှောက်တာမို့လို့အဲ့ဒီမြှောက်လိုက်တဲ့3က2ပေါ်လဲတင်ရမယ်ဆိုတော့2ကျအဲ့ဒါနော်ဒီမှာ12ဖြစ်တာကဒီ3ကို4နဲ့မြှောက်လို့3ကို4နဲ့မြှောက်လို့ဒါဆိုရင်အဲ့ဒီမြှောက်လိုက်တဲ့4ကို3ပေါ်လဲတင်ရမယ်ဆိုတော့3 power 4ဒါဆိုရင်ကျွန်တော်တို့က same radical ဖြစ်သွားပြီ order 2 ပါ order 2ရင် order ကိုတစ်ခါပဲရေးလို့ရတယ်အထက်ကကိန်းတွေကိုကျွန်တော်တို့ရှင်းပြလိုက်လို့ရတယ်ဒါဆိုရင် order ကိုတစ်ခါပဲရေးမယ်12 root of 2 3ထက်က8အမြောက်3 4ထက်က80နဲ့1ဆက်ရှင်းလိုက်တဲ့အခါကျတော့12 root of 648ဆိုပြီးတော့ရတယ်နံပါတ် D ကကျတော့ square root of 2h နဲ့2 root of 3y ဒီမှာလဲစမတို့က different radical เนาะ radical မတူဘူးအဲ့တော့တူအောင်လုပ်မယ် same radical ဖြစ်အောင်လုပ်မယ်ဒါက square root ဆိုတော့ဒီသဘောထားဒီထဲမှာ2ရှိရလို့ပြောတာဒါက2 root ဆိုတော့ဒီထဲမှာ3ရှိရလို့ပြောတာအဲ့တော့အဲ့နှစ်ခုမြောက်လိုက်6ရတယ်မလားဒါဆိုစမတို့က6ဖြစ်အောင်လုပ်မယ်ပေါ့ဒါဆိုရင် square root က2ရှိရเนาะသူ့ကို3နဲ့မြောက်လိုက်ရင်6ရတယ်3နဲ့မြောက်တာဒါဆိုကျွန်တော်တို့ကဒီ 2h ကိုကွင်းကပ်ပြီးတော့အဲ့ဒီပုံကိုလည်း3ထပ်တင်ပေးရမယ်။ဒါကဒီ2 root of 3ကမှလည်း6 root ဖြစ်နေတာမို့လို့3ကို2နဲ့မြောက်မယ်။ဒါဆိုရင်ဒီအထက်က3 1ဆိုတော့ radical လေးကိုလည်းကွင်းကပ်ပြီးတော့ထညွန်2တင်ပေးရမယ်။
ဒါဆိုရင်လူရမယ်နော်ဒါဆိုရင် equal to 6 root of bracket of 2h the whole cube 6 root of bracket of 3y the whole square ဒီ6ဖြစ်ကြတာကဒါလေးက2ရှိရလို့ကိုနားလဲမယ်နော်သူ့ကို3နဲ့မြောက်လို့6ရတာအဲ့မြောက်ရတဲ့3ဒီအထက်က radical ပေါ်လို့တင်ရမယ်ဆိုတော့ radical 2h ဆိုတော့နှစ်ခုဖြစ်နေလို့ခွင်းခတ်လိုက်ပြီးတော့မှ3ထပ်ကိုအပေါ်တင်ထက်ညွှန်းနေမှာထားလိုက်အဲ့လိုပဲဒီ radical sign လေးကရဲ့ order က3ဖြစ်နေသူ့ကို6ဖြစ်ချင်တော့3ကို2နဲ့မြောက်အဲ့တော့6 root of ဒါဆိုဒီထဲမှာရှိတဲ့ radical လေးက3y ဆိုတော့ကိန်းနှလုံးဖြစ်နေတဲ့ခွင်းခတ်လိုက်ပြီးတော့မှ2ကိုအပေါ်မှာတင်လိုက်ဒါကစမတို့က same radical ဖြစ်အောင်လုပ်ပြီးပါပြီနောက်တစ်ဆင့်က radical 2ရင် radical ကိုတစ်ခါပဲရေးမယ်ဆိုတော့စမတို့က6 root of 6 root of ပြီးတော့မှစမတို့က2 3ထက်က8 8က8ကျူအဲ့ဒါ8 8ကျူပြောချင်း3နှစ်ထက်က9နော်3 square က9 1နှစ်ထက်က1 square အဲ့တော့6 root of 8 8 cube times 9 1 square ဆိုဖြစ်သွားတယ်အဲ့ဆိုဒါလေးကိုဆက်ရှင်းလိုက်မယ်ဆိုရင်တော့ equal to 6 root of 72 8 cube 1 square ဆိုပြီးတော့ရမယ်ကို8ကိုလီက82 8 cube နဲ့1 square အဲ့တော့ဒီပုဒ်စာကသူပေးရတဲ့ဟာတွေကို same radical ဖြစ်အောင်လုပ်ခိုင်းနေ simplify the radical ဆိုတော့ radical တွေကိုလည်းရှင်းခိုင်းနေအဲ့ဒါတွေရဖို့ဆိုကျွန်တော်တို့က radical ဆိုတာဘာလဲအရင်သိရမယ် radical ဆိုတာ n root of b အဲ့လိုပုံစံမျိုးကို is called a radical လို့ခေါ်တယ် radical တူအောင်လုပ်တဲ့အခါမှာကျွန်တော်တို့ စီးမင်းနေအများကြီးရှိပါတယ်ဒီမှာကျွန်တော်တို့က root 2လည်းသုံးရတယ် root 5တွေလည်းသုံးရတယ်เนาะအဲ့ဒါလုပ်ပြပါ